ကမ္ဘာခရစ်ယာန်ဘာသာရေးခေါင်းဆောင်ပုပ်ရဟန်းမင်းဖရန့်စစ်အသက်88မှာစီမံဆိုပြီးတော့လွန်ခဲ့တဲ့နှစ်ကျော်ကချိုဟောခဲ့တာအခုအသက်88နှစ်မှာစီဆုံးသွားတယ်။နှက်ခတ်ပညာဆိုတာအနာဂတ်ကိုကြည့်ပြောချင်တာဖြစ်တယ်။ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာဧပြီ21ရက်မနက်ပိုင်းကကွယ်လွန်သွားပြီဖြစ်တယ်လို့ဗာတီကန်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။မနက်9:35မိနစ်အချိန်မှာပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကွယ်လွန်သွားပြီဖြစ်ပါတယ်။သူ့ရဲ့တဘဝလုံးဘုရားသခင်နဲ့သူ့ရဲ့ဘုရားကျောင်းအတွက်အမှုတော်ထမ်းဖို့စိတ်ကိုညှိညွတ်ထားခဲ့တာဖြစ်ပါတယ်လို့ဆိုပါတယ်။အသက်88နှစ်ရှိပြီဖြစ်တဲ့ပုပ်ရဟန်းမင်းကြီးဟာဧပြီ20ရက်ကစိန့်ပီတာရဲ့ဘက်ဆီလီကာမှာရှိတဲ့လာတာဆောင်မှာဝေပြုသူတွေကိုနှုတ်ဆက်ခဲ့ပြီးတဲ့နောက်တရက်အကြာဧပြီ21ရက်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။